ယူတဲ့အခါမှာဘာလို့ယူလဲဆိုတော့ချစ်လို့ကြိုက်လို့တန်ရုံးစေရှိလို့တူတူနေခြင်းလို့ဘဝကိုရုန်းကန်ခြင်းလို့ဟုတ်တယ်နော်စောစားကန်ကြိုက်လို့အစုံလုပ်တယ်ဒါပေမဲ့အိမ်တော်ချပြီးသွားရင်ဘုရားရဲ့အကြံစီကဘာလဲကျွန်တော်သိထားဖို့ရည်ကြည်တယ်ဘုရားအကြံစီကိုကျွန်တော်တို့မြင်သွားရင်ကျွန်တော်အိမ်တော်ရေးကအယံတာယာသွားတာဖြစ်တယ်သခင်ခရစ်တော်ကပထနာတော်ကိုတင်တဲ့အခါမှာကောင်းကင်ဘုံနဲ့ရှိတော်မူသောကျွန်တော်တို့ဖာကိုရော၏နာမတော်အားယူတည်လင်းမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်တော့မြေကြီးပေါ်မှာပြည့်စုံပါစေအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်တော့မြေကြီးပေါ်ဆိုတော့အဲ့ဒီအလိုတော်ကိုဘယ်မှာပြည့်စုံစေချင်လဲမြေကြီးပေါ်မှာဒါဆိုလို့ရှိရင်သခင်ယေရှုကကျွန်တော်တို့ထူတောင်းခြင်းကိုတင်တဲ့အခါမှာတင့်ကိုကောင်းကင်ဘုံကိုအရင်ပို့ခြင်းနဲ့ဘုရားမဟုတ်ဘူးမှန်လားတင့်ကိုအရင်ဆုံးကောင်းကင်ဘုံမပို့ခြင်းဘူးတင့်ကိုကောင်းကင်ကအရတော်အရင်ခံစားစေခြင်းနဲ့ဘုရားဖြစ်တယ်ဒါဆိုလို့ရှိရင်တမန်ကျမ်းစာကိုကြည့်ရင်သခင်ခရစ်တော်ကဦးကောင်းဖြစ်တယ်ဆိုတာနှစ်နေရာရှိတယ်ပထမနေရာကအားလုံးဒီအသင်းတော်ဦးကောင်းဘာလို့လဲခရစ်တော်ဖြစ်တယ်ဒုတိယကအိမ်တော်ရဲ့ဦးကောင်းဘာလို့လဲခရစ်တော်ဖြစ်တယ်ဟုတ်တယ်နော်တခြားမရေးထားဘူးကျမ်းစာထဲမှာသခင်ခရစ်တော်ကအသင်းတော်ရဲ့ဦးကောင်းမိသားစုရဲ့ဦးကောင်းဒါဆိုရင်စဉ်းစားရအောင်အသင်းတော်ကအရင်ဖြစ်တာလားမိသားစုကအရင်ဖြစ်တာလားဘုရားသခင်ကအသင်းတော်နဲ့အရင်စလားမိသားစုနဲ့အရင်စလားမိသားစုနဲ့အရင်စပါဖြစ်တယ်ဒါဆိုအသင်းတော်ကမိသားစုကိုကောင်းချီးပေးရမှာလားမိသားစုကအသင်းတော်ကိုကောင်းချီးပေးရမှာလားမိသားစုကကောင်းချီးပေးခြင်းအပြင်တင့်ရဲ့မြို့ရွာလေးကမင်္ဂလာဖြစ်လာမှာဖြစ်တယ်မိသားစုကကောင်းချီးပေးခြင်းအပြင်တိုင်းနိုင်ငံကကောင်းချီးခံစားဖို့ဖြစ်တယ်တိုင်းနိုင်ငံကကောင်းချီးပေးဖို့ထက်အသင်းတော်ထဲမှာရှိတဲ့ယုံကြည်သူတွေအောင်မြင်ခြင်းကအသင်းတော်အတွက်တော်လည်းကောင်းနိုင်ငံအတွက်တော်လည်းကောင်းလူမျိုးအတွက်တော်အောင်မြင်ဖို့ဘုရားလိုရှိတာဖြစ်တယ်တော့ဘုရားရဲ့အကြံစီကတိုင်းပြည်ကအစိုးရကောင်းလို့မိသားစုကောင်းမှာမဟုတ်ဘူးမိသားစုကောင်းရင်တဆင့်နဲ့ဘုရားကအလုပ်လုပ်တော့ဘုရားဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ပြောင်းပြန်နေတဲ့နားလေဖို့လိုတယ်တခါလေးမှာတိုင်းပြည်ကမကောင်းတော့ကြောင်းအစိုးရကညံ့လို့ဖြစ်တယ်ဆိုတဲ့အရာခံစားပြီးအဲ့ဒါလက်တွေ့ခါတော့တင့်ကိုဘုရားသခင်ခန့်ထားတာသူ့ရဲ့အရေးရှိကိုကျွန်တော်ကြည့်တဲ့အခါမှာလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးမှတိုင်းပြည်ကိုကောင်းချီးပေးခြင်းနဲ့ဘုရားပေးတယ်အသင်းတော်မှာခရစ်တော်ကဦးကောင်းဖြစ်တယ်အသင်းတော်ထဲမှာတင်ပြောင်းလဲလို့ရတယ်ဩဝါဒခံယူလို့ရတယ်နှုတ်ကပတ်တော်သွားလို့ရတယ်ဒါပေမဲ့ဘယ်သူမှမတွေ့ဘူးတင်အသင်းတော်ထဲမှာတင်ပြောင်းလဲနေတာကိုဘယ်သူမှမတွေ့ဘူးတင်အပြစ်မှာတင်မိသားစုကတင်နေတဲ့ရက်ွက်လေးထဲမှာတင်နေတဲ့ရွာလေးထဲမှာတင်နေတဲ့နေရာတွေကြားထဲမှာတင်အလုတ်လုတ်နေတဲ့စက်ရုံလုတ်သမားတွေကြားထဲမှာတင်ရဲ့အလင်းကိုဘုရားမြင်ချင်တာဖြစ်တယ်ဒါဆိုဒီနေ့ကျွန်တော်အသက်တာထဲမှာချစ်လို့ကြိုက်လို့အိမ်အောင်ပြုတယ်ဆိုတာမမှားဘူးဒါပေမဲ့ဘုရားရဲ့အကြံစီကဘာရှိတယ်လဲဒီနေ့ကိုရောက်လာတဲ့ခါမှာကျွန်တော်တို့ရောက်လာတဲ့ခါမှာအားလုံးကအစ်စ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အများကြီးတဲ့ခါမှာကြီးတော့ချီးမွမ်းတယ်ကောင်းချီးဒီအများကြီးတွေ့တယ်ပြီးတော့မှဝမ်းသာလာပေါ့နော်ကိုလူမျိုးတွေမြောင်များစွာအောင်မြင်တာတွေ့တယ်တကယ်ကိုအဆင့်အမြင့်မှာနေလာကြတယ်အင်မတန်မှဘုရားကောင်းချီးရှိမှန်းတယ်ဒါပေမဲ့တင့်ရဲ့အိမ်တော်ရေးဟာတိတ်အရေးကြီးတယ်လို့ပြောချင်တယ်များစွာသောပျက်စီးမှုတွေကအိမ်တော်ရေးမှာလည်းရှိတယ်နော်